ဟိုမှာအစင်လေးတော့သူလဲငါလိုရေရောင်းနေသူပါလားနင်းနေပါပါဆက်စုကြည့်အောင်မောင်ကြီးရှင်မောင်ကြီးရေကိုရောင်းစားမောင်ဆွမ်းအားနဲ့စီးပွားဘယ်လောက်ဖြစ်ပါသလဲလက်ကချစ်ကဲကိုမြက်လို့အသက်တင်နဲ့ငွေစားငွေထုတ်ကိုရည်တဲ့အိမ်မှာဘယ်လောက်များရှိပါသလဲခါဝစ်လဲမှာမြင့်မြင့်ဖြစ်လို့ဟောဘက်တော်မှမပေါ်ယုံလုံအောင်ဖုံးနေရတာစားပွဲတောက်ပွဲဘဲထမင်းနဲ့ဘဲဟင်းကိုဘလူများမြူနေရတော့ကျမကိုနှမတော်ပေါ်ထားပြီးပြောပြပါအောင်တော်မောင်ကြီးရဲ့ ဘိုးကြီးကနမငယ်လေးတည်နေဆိုလေဒီကကိုလူချောပြပြမှာပေါ့ဗျာကုံတွေရောစီးပွားကြောင်းလို့လူကောင်းကုံမောင်ယုံလာဆောင်၍ရေထမ်းလို့ရောင်းပြီးစီးပွားချရတာဝါအောင်လဲစားရတယ်လို့လာအောင်လဲဝေးရတာနမငယ်လေးပြင်ပါပဲအိမ်မှာလေတဲ့တဲ့တန်တဲ့လုံစွာတင်းတင်းထားတဲ့ဝေစားလေးရှိပါသေးရဲ့ဗျာစားတော့ရတဲ့သမင်းနဲ့ဟင်ပါလေငွေရင်သမင်းနဲ့ငါပြမပါစီမပါတဲ့ရှင်ပေါင်းဟင်းကိုစားနေတော့ကြတဲ့အထိဥစ္စာတနာလေးပြည့်စုံပါရဲ့လူစင်းရလို့အထင်မသိလိုက်ပါနဲ့ဟောဒီကအလုံးကိုချုံးမလာပါတဲ့နမငယ်လေးရဲ့ကျမမှလည်းဒီလိုပဲမောင်ကြီးနဲ့တူတဲ့ငွေဖြူလေးရွေးရှိပါရဲ့ကိုသဘောကျတဲ့ခင်မွန်းများရခဲ့ရင်တတိမာကြီးလုံးမလို့ငွေတုပ်ကြီးကိုလူမသိအောင်ဖုံးပြီးလုပ်ထားရပါတယ်ပစ္စည်းတွေများလွန်းလို့တခိုးပေးမင်းပေးနှိမ့်ဆက်ရင်ခက်တာမှုကျမရဲ့စီစဉ်ကြီးကိုထီးလို့အောင်မှုချုပ်ခိုင်ပေးမဲ့သူကိုစောင့်မျှော်ရင်အပြိုကြီးလို့ရင်ကံချင်းတူတဲ့သူကိုစောင့်မျှော်နေရတာပေါ့ရှင်ဘလို့လီရီလာမတော့ညောင်းနာမကဘာပါတော့ဘာဘာညညာပြောမလို့ I love you အိုးဒီလိုပေးရမယ်ကျမကိုဟင်းရကစွန်းရလို့အညာလွယ်လုံးနဲ့လို့မထင်ပါနဲ့ကျမကိုတကယ်ချစ်ရင်ငွေလေးကြီးနဲ့တင်တောင်းပေါ့ငွေမြင်ရင်လက်ခံမယ်ဒီကကတော့ကြောင်လေးကနင့်ကိုခေါ်ကားမယ်ဆိုရင်မဘလို့အောင်ဒီတော့ဒီကအရင်မိတဲ့ခါကျအဲ့ဒီကလို့ရှိရင်ငါလေးလူပိုင်ရှိတော့တော့ဆက်တော့ဘယ်လာချက်ပေးမယ်ဆိုပြီးတော့အော်မှာတော့အကျိုးကတော့အရန်ပေးတယ်ဦးနဲ့ပြောဟိုတရေကရိုက်တယ်တော့မှတရေမရင်းရိုက်ရတယ်အကျိုးတော်တော်ပေးတယ်အကျိုးပေးကောင်းတာပဲဗျာ